ဒီရဲ့ comment လေးပေါ့သူကပြောထားတာကအရက်ကလည်းတော်တော်ကြိုက်တယ်ပေါ့နော်ဖြတ်လို့မရဘူးပေါ့ဒါပေမဲ့စိတ်ကြတဲ့အတွက်ကြောင့်မို့လို့စိတ်ကြယောဂဆေးတွေရတယ်သူတောက်နေရတယ်ဒါပေမဲ့ယောဂကလည်းတက်တာလိုက်မတက်တာလိုက်ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲပေါ့နော်ဒါလေးမိထားတယ်ပေါ့ဒီနေ့မှာအရက်ကအုံနောက်ပေါ်မှာဘယ်လိုတက်ရောက်မှုရှိနေလဲရဲ့ပြီးတော့ဒီစိတ်ကျန်းမာရေးယောဂတွေနဲ့အရက်နဲ့ဘယ်လိုမျိုးပတ်သက်မှုရှိနေလဲဆိုတဲ့အပိုင်းလေးတွေကိုကျွန်တော်ပြောပြပေးသွားပါမယ်နံပါတ်1ကဘာကြောင့်ရက်တောက်ရလဲဆိုတာအရင်ဆုံးစဉ်းစားရတာပေါ့နော်တခါတလေမှာပျော်လို့တငယ်ချင်းတွေနဲ့ celebrate လုပ်ချင်လို့တောက်တာမျိုးရှိတယ်တခါတလေကျတော့လေစိတ်ညစ်လို့ဆိုပြီးတဲ့အခါကျမှစိတ်ထွက်ပေါက်ပေးတဲ့အနေနဲ့အရက်တောက်နေတာရှိတယ်တခါတလေကျတော့လေဘာမှမဟုတ်ဘူးကြိုက်လို့တောက်တာမျိုးဆိုတာလည်းရှိတယ်ပေါ့နော်အရက်တောက်ရတဲ့အကြောင်းရင်းကလည်းကျွန်တော်သိဖို့လိုအပ်တယ်ဘာကြောင့်တောက်နေရလဲဆိုတာပေါ့နောက်တစ်ခုကကျတော့အရက်မှာဆိုလို့ရှိရင်ဘလို့အရက်မျိုးစားတွေတောက်နေတာလဲအရက်မျိုးစားတွေအမျိုးမျိုးရှိတယ်ဝီစကီတောက်နေတာလားဝိုင်တောက်နေတာလားဒါမှမဟုတ်လို့ရှိရင်တော့အမျိုးမီပြောလို့မရနေတဲ့အကုန်လုံးဆက်ပေါင်းစုပေါင်းလုပ်ထားတဲ့အရက်မျိုးတွေတောက်နေတာလားပေါ့တရက်မှာဘယ်နှချိန်တောက်နေလဲအမောင်ဘယ်လောက်တောက်လဲဒီပေါ်မှာမူတည်ပြီးတဲ့ခါကျမှကျမတို့အရက်ကလည်းဒီခန္ဓာကိုယ်ပေါ်မှာအကျိုးသက်ရောက်မှုတွေကကွာသွားတယ်ပေါ့နော်ပြီးတော့လူတစ်ယောက်ကအရက်တောက်တဲ့ချိန်မှာသူရက်တောက်တဲ့ပုံစံကအနည်းများတဲ့ပုံစံဖြစ်နေလားမဖြစ်နေလားဆိုတာဒီချက်တွေကိုကြည့်ပြီးတဲ့အခါကျမှကျမတို့ဆုံးဖြတ်လို့ရပါတယ်နံပါတ်1ချက်ကကြတော့သူကိုယ်တိုင်ကဆလို့လလားနဲ့ရက်ကိုဖြတ်ဖို့အတွက်စူးစမ်းခြင်းစိတ်တွေဖြစ်လာတာမျိုးနောက်တစ်ခုဒါမှမဟုတ်ဘူးဆိုလို့ရှိရင်လည်းမျက်လုံးဖွင့်တာနဲ့ကိုခေါင်းထဲမှာအရင်ဆုံးစဉ်းစားမိတာကအရက်တောက်ချင်တာပဲစဉ်းစားမိနေတာဒါမှမဟုတ်ရင်ကိုယ့်ရဲ့အရက်တောက်တဲ့အပြုတ်မှုတွေကြောင့်မလို့ကိုယ့်ပတ်ဝန်းကျင်ကနေပြီးမှစိတ်ညစ်နေရတဲ့အခြေအနေမျိုးတွေကြုံရပြီပေါ့နော်ပတ်ဝန်းကျင်နဲ့ကြောက်ကစားတွေဖြစ်တယ်ပတ်ဝန်းကျင်နဲ့မဟုတ်ရင်တော့ကိုယ့်ရဲ့မိသားစုတွေနဲ့ကြောက်ကစားတွေဖြစ်နေပြီလားတစ်ချိန်လုံးအရက်တောက်လို့စုခံနေရပြီလားဒီလိုအခြေအနေတွေဖြစ်နေပြီလားပြီးတော့ကိုယ်တိုင်ကလည်းကိုယ်စိတ်ထဲမှာ guilty feeling ဝင်တာပေါ့နော်ဒီရက်ကြီးတောက်လို့ကိုယ့်အကိုပြန်ပြီးတော့မှနောင်နာရနေတဲ့အခြေအနေတွေဖြစ်နေပြီလားဒီ၄ချက်မှာ၄ချက်လုံးလို့ဖြစ်နေပြီဆိုလို့ရှိရင်တော့အရက်တောက်တဲ့ပုံစံကအနေများတဲ့ပုံစံတစ်ခုတော့ဖြစ်နေပြီပေါ့နော် risk များတဲ့အရက်တောက်တဲ့ပုံစံမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့အရက်ပေါ်မှာဆွဲလန်းမှုတွေဖြစ်လာနိုင်တယ်အရက်ကိုရေရှည်ဆွဲတောက်ပြီဆိုလို့ရှိရင်တော့အမကြီးပေါ်မှာထိခိုက်မှုတွေအရင်များတယ်သူကအုံတော့တဲ့အာယုံကြောတစ်ခုတည်းကိုထိတာမဟုတ်ဘူးတကိုယ်လုံးကခန္ဓာကိုယ်မှာရှိအစိတ်ပိုင်းတွေကိုထိတယ်ပေါ့နော်ဥမာအဖြစ်ဆိုလို့ရှိရင်သွေးတိုးတွေဖြစ်တယ်သွေးတိုးနဲ့ဆက်ဆက်ပြီးတဲ့အခါကျမှနှလုံးရောဂါတွေဖြစ်တာမျိုးတွေဖြစ်နိုင်တယ်နောက်တစ်ခုကကျအစာရင်ဦးလမ်းကြောင်းမှာဆိုလို့ရှိရင်လည်းကင်ဆာတွေဖြစ်နိုင်တဲ့အခွင့်အရေးတွေရှိတယ်ပြီးတော့နောက်တစ်ခုကကျတော့အရက်သမားတွေဆိုလို့ရှိရင်တော့တိလိမ့်မယ်အသေးထိတာပဲတော်တော်ဆိုးတယ်ပေါ့နော်အရက်ကနာမည်ကြီးတယ်ပေါ့ပြီးလို့ရှိရင်ကျမတို့ဒီစိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ဒီစိတ်ကျန်းမာရေးပြဿနာစိတ်တကြတာတွေစိုးရင်စိတ်တွေအရင်လွန်ခဲ့တဲ့ယောဂတွေဖြစ်တာမျိုးရှိသလိုဒီအုံနောက်တဲ့အာယုံကြောမှာလည်းမညံနေတွေပြီးချို့ယွင်းလာတာမျိုးတွေပေါ့ဒါမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ကျမကစိတ်ကျန်းမာရေးနဲ့ဆက်ဆက်ပြီးတဲ့ခါကျမှပဲအရက်နဲ့စိတ်ကျန်းမာရေးဘယ်လိုမျိုးဆက်ဆက်မလဲဆိုတဲ့အကြောင်းအရာလေးတွေကိုပြပြပေးသွားပါမယ်စိတ်ကျန်းမာရေးနဲ့ဆက်ဆက်ပြီးပြောကြည့်မယ်ဆိုလို့ရှိရင်အရက်တောက်ရင်အရင်ဆုံးဘယ်လိုခံစားရလဲပေါ့နော်အရက်တောက်လိုက်ပြီဆိုလို့ရှိရင်ခေါင်းထဲမှာဒိုပါမင်းဆိုတဲ့ chemical လေးတွေအများကြီးထွက်လာတာပေါ့နော်အများကြီးထွက်လာတော့လူတွေကဘာဖြစ်လဲဆိုတော့ပျော်လာတယ်ပြီးတဲ့ခါကျလို့ရှိရင်စိုးရိမ်စိတ်တွေတက်တာလာတယ်ခေါင်းထဲမှာဒီကိုယ်စိတ်ထဲမှာစိုးရင်စရာတွေအတွေးတွေရော့ကျလာတယ်ပြီးတော့နောက်တစ်ခုကကျတော့ကိုယ်မလုံရဲမကင်ရဲဖြစ်နေတဲ့အရာတွေမှာလုံရဲကင်ရဲဖြစ်လာတယ်ပြောရဲဆိုရဲရှိလာတယ်ပေါ့အဲ့တော့အရက်စကားပြောရမယ်ဆိုလို့ရှိရင်တော့အရက်တောက်ပြီးရဲစိတ်တင်မယ်ဆိုရဲစကလုံးတော့ကြားဖို့မယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့အရက်ကိုရေရှည်ပေါ့နော်ဆွဲတောက်လာပြီဆိုလို့ရှိရင်တော့လူရဲ့ခန္ဓာကိုယ်မှာဓာတ်တွေချို့ယွင်းလာတာတွေအများကြီးဖြစ်လာတတ်တယ်အဲ့ဒီကတစ်မျိုးကကြာပါလဲဆို serotonin ဆိုတဲ့ chemical လေးတွေနည်းလာတာအဲ့တော့ serotonin ကဘယ်နေရာမှာအဓိကကျမတို့အသုံးဝင်လဲဆိုတဲ့အခါကျတော့ခုနကကျမတို့စိတ်ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်ဒီ serotonin ဟော်မုန်းတွေကကျမတို့စိတ် mood ပေါ့နော်စိတ်ရပျော်ရွှင်မှုတွေဒီရဲ့ပုံမှာကျမတို့အများကြီးတက်ရောက်မှုရှိတယ်။ရဲ့ effect ကတက်တောက်ချင်းဆိုလို့ရှိရင်တော့ပျော်လာတယ်စိုးရင်စရာတွေပျောက်သွားတယ်ပြီးတော့လုံးရဲကင်ရဲဖြစ်လာတယ်ဆိုပေမဲ့ long term ရေရှည်တောက်ပြီဆိုလို့ရှိရင်တော့ခုနကရထားတဲ့ပျော်ရွှင်စရာကောင်းတဲ့ effect တွေကတော့ပြောင်းပြန်လာလိုက်တယ်လို့မျိုးဖြစ်သွားတယ်အဲ့တော့ဘာဖြစ်လဲစိတ်တကြတယ်စိုးရင်စိတ်တွေလွန်ကဲလာတယ်ကြောက်စိတ်တွေများလာတယ်ဒါတွေကစိတ်ပိုင်းဆိုင်ရာမှာတိုက်ရိုက်တက်ရောက်မှုရှိစေတဲ့ effect တွေပေါ့နော်နောက်တစ်ခုတွေ့ဝိုက်ပြီးဖြစ်စေတဲ့အရာတွေဆိုလို့ရှိရင်တော့ခုနကကျွန်မအရှိမပြောထားသလိုပဲအရေးတောက်တဲ့အတွက်ကြောင့်မို့လို့တစ်ခါတလေကြောက်လို့ရှိရင်မပြောသင့်မဆိုသင့်ဆိုတဲ့အရာတွေလည်းကျွန်တော်ပြောမိဆိုမိတာတွေရှိနိုင်တယ်အဲ့တော့ဆက်ဆံရေးတွေမှာပြဿနာတွေဖြစ်လာနိုင်တယ်မိသားစုနဲ့တော့၎င်းပတ်ဝန်းကျင်နဲ့တော့၎င်းဒီစိတ်ပိုင်းဆိုင်ရာမှာပေါ့နော်စိတ်ဖိစီးမှုတွေများတာမျိုးတွေဖြစ်လာနိုင်တယ်ပေါ့ပြီးတော့အရက်တောက်လို့ရှိရင်မညံနေနဲလာတာမျိုးတွေရှိတယ်အဲ့တော့အာယုံဆိုင်မရတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ်အလုပ်လုပ်တဲ့နေရာမှာလည်းဒီအလုပ်မှာလည်းခက်ခဲတွေဖြစ်တာမျိုးတွေရှိနိုင်တယ်ပေါ့နော်ဆိုတော့အများကြီးတက်ရောက်မှုရှိတယ်ပေါ့အဲ့တော့စိတ်တက်ကြတာနဲ့အရက်နဲ့ပြန်ပြီးတော့မှချိန်လိုက်မယ်ဆိုလို့ရှိရင်သူကအပြန်အလှန်ဖြစ်နေ
ဘာဖြစ်လို့လဲဆိုတော့စိတ်တကြလို့အရက်တောက်တယ်အရက်တောက်လို့စိတ်တကြတယ်စိတ်တကြတော့အရက်တောက်တယ်ဒီတနေရာကြီးကနေပြီးတော့မထွက်ဖို့ခက်တယ်ပေါ့နော် case ကိုနည်းနည်းပြန်ပြောကြည့်မယ်ဆိုလို့ရှိရင်ဆေးကတော့အခုလက်ရှိတောက်နေရဲဆိုလို့ရှိရင်တော့လေသက်ဆိုင်ရာဆရာဝန်နဲ့ဆက်ပြပြီးတဲ့ခါကျမှဆေးပြန်ညှိတာဖြစ်ဖြစ်ပေါ့နော်ဒါလေးလုပ်ဖို့လိုအပ်မယ်နောက်တစ်ခုကကျတော့အရက်ကိုဖြတ်တဲ့ခါကျရင်ရေရှည်တောက်နေတာလည်းရှိတယ်ဟိုအရက်ဆွဲနေတဲ့လက္ခဏာတွေများရှိနေလားဆိုတာမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်တော့ကိုယ့်သဘောနဲ့ကိုယ်ဖြတ်ဖို့လုံးဝမစင်စားပါနဲ့အရက်ကကိုယ့်သဘောနဲ့ကိုယ်ဖြတ်လို့မရဘူး။တစ်နေ့တခြားတေချာဖြတ်ဖို့လိုအပ်တယ်။လောလောဆယ်မှာအရက်ဖြတ်ဖို့အတွက်ကိုမလွယ်နေသေးဘူးဆိုတဲ့အခါကျလို့ရှိရင် safe drinking ဆိုတဲ့နည်းလမ်းရှိတယ်။အရက်လုံးဝကြီးဖြတ်တာမျိုးတော့မဟုတ်ဘူး။ဒါပေမဲ့လည်းကိုယ့်ရဲ့ခန္ဓာကိုယ်ထိခိုက်မှုမရှိအောင်အရက်တောက်နေပေါ့နော်။အဲ့တော့ဒီဟာတော့ကျွန်မနောက်ဗီဒီယိုမှာထပ်ပြီးတဲ့ခါကျမှပြောပြပေးပါမယ်။ဒီနေ့ဗီဒီယိုကိုအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်အရက်ကရေရှည်တောက်မယ်ဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်တစ်ခုလုံးအတွက်ကျမကြီးထိခိုက်စေနိုင်တယ်ပေါ့နော်ဒီနေ့မှာတော့ကျမကဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှပဲနည်းနည်းလေး highlight လုပ်သွားပြီးပြောသွားပေမဲ့အရက်ဒီခန္ဓာကိုယ်တစ်ခုလုံးကိုထိခိုက်စေနိုင်ပါတယ်။အကြောင်းမို့လို့ကိုကျန်းမာရေးကို cue ဆိုင်တော့အပြင်အရက်ကိုအလွန်အကျွံမတောက်ဖို့အတွက်ကိုကျမဒီဗီဒီယိုလေးကနေပြီးတဲ့အခါကျမသတိပေးလိုက်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။နောက်ထပ်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှသိချင်တာတွေရှိလို့ရှိရင် comment မှာဝင်ရောက်ဆွေးနွေးပေးလို့ရပါတယ်ရှင်။